ချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံ2ယောက်ဟာသူတို့ရဲ့အော်ဒဇင်ယောဂခံစားနေရတဲ့သားလေးအတွက်ညီမလေးတစ်ယောက်ရှာဖွေပေးဖို့တီးတန့်ကလေးမွေးစားရေးဂေဟာတစ်ခုကိုရောက်ရှိလာကြပါတယ်။ဝန်ထမ်းဖြစ်သူကဂေဟာမှာရှိတဲ့ထဲကအထူးခြားဆုံးကလေးမလေးတစ်ယောက်ကိုချက်ချင်းပဲညှို့ဆိုလိုက်ပါတယ်။ဒီကလေးမလေးဟာအရန်ကိုကျင်နာတတ်ပြီးလိမ္မာကြောင်းဒါပေမဲ့သူ့ရဲ့တစ်ခုလေးသောအပြစ်အနာစာကတော့စကားအလွန်အမင်းများလုံးတာဖြစ်ကြောင်းပြောပြပါတယ်။ဇနီးဖြစ်သူကဒါကိုကြားတော့သူတို့ကစကားများတဲ့ကလေးတွေကိုအရန်ချစ်တာပါဆိုပြီးဝမ်းသာအားရပြောလိုက်ပါတယ်။ဝန်ထမ်းကဇနီးမောင်နှံကိုကလေးမလေးရှိရာစီချက်ချင်းခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာကလေးမလေးကမုံလာဦးနီတစ်လုံးကိုအရသာရှိစားနေပါတယ်။သူ့ဘေးနားကကောင်လေးတစ်ယောက်ထမင်းစားနေတာမြင်တော့သူကအနားသွားပြီးထမင်းကိုဖြည်းဖြည်းစားဖို့တေချာကြိတ်ဝါဖို့သွားပြီးဆရာလုပ်ပါတယ်ကောင်လေးကတော့သူ့ဘာသာငြိမ်ငြိမ်လေးစားချင်တာမို့လစ်လူရှုထားပါတယ်ဒါပေမဲ့ကလေးမလေးကမနာတမ်းဆက်ပြောနေတာကြောင့်ကောင်လေးခမအစားမြန်ပြီးတီးသွားကရုတ်တရက်ထမှုပါတော့တယ်ကောင်လေးကဝန်ထမ်းကိုတိုင်တော့ပြီးဒီကောင်မလေးသူ့ကိုအနိုင်ကျင့်တယ်လို့မှုပြောပါတယ်ဒါပေမဲ့တထေးဇနီးမောင်နှံကတော့ဒီမြင်ကွင်းကိုကြည့်ပြီးစိတ်ပြတ်သွားခြင်းမရှိပါဘူးဒီကောင်မလေးရဲ့ချစ်စရာကောင်းတဲ့ပုံစံကိုသဘောကျပြီးနေရာမှာတင်ချက်ချင်းမွေးစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်ဆုံးမှာဝန်ထမ်းကတောင်းဆိုမှုတစ်ခုပဲရှိကြောင်းအဲ့ဒါကတော့ဒီကလေးမလေးကိုဂေဟာစီဘယ်တော့မှပြန်မလာပါစေနဲ့ဆိုတဲ့အချက်ပါပဲကလေးမလေးကဇနီးမောင်နှံနဲ့အတူပါသွားတဲ့အခါဝန်ထမ်းကအစပိုင်းမှာဝမ်းနဲ့ကျင်အောင်ဆောင်ပြီးနှုတ်ဆက်ပေမဲ့ကလေးမလေးတကယ်ထွက်သွားရောဝမ်းသာလွန်လို့အော်ဟစ်ရေမောပါတော့တယ်အိမ်တစ်ကိုရောက်တဲ့အခါဇနီးမောင်နှံကကလေးမလေးကိုအော်ဒဇင်ဖြစ်နေတဲ့အကိုနဲ့မိတ်ဆက်ပေးပါတယ်မိခင်ဖြစ်သူကတားဖြစ်သူနဲ့ကြိုက်တဲ့လောက်စကားပြောနိုင်ကြောင်းတားကဘယ်တော့မှညီးငွေမှာမဟုတ်ကြောင်းပြောပါတယ်ကလေးမလေးကတော့ဝမ်းသာလွန်လို့အပျော်လွန်သွားပါတယ်ဖခင်ဖြစ်သူကလည်းတကယ်လို့တားဖြစ်သူစကားပြန်ပြောလာအောင်လုပ်ပေးနိုင်ရင်ကလေးမလေးတောင်းဆိုသမျှဆူတောင်းတစ်ခုကိုဖြည့်ဆည်းပေးမယ်လို့ကတိပေးပါတယ်ဒါပေမဲ့ကလေးမလေးကအကိုနာမည်ကိုဘလောက်ခေါ်အကိုဖြစ်သူကတကားပိတ်ပြီးအခန်းထဲပေးမဝင်ပါဘူးနောက်ဆုံးမှာကလေးမလေးကလုံဘူးတစ်ခုကိုယူပြီးတကားကိုဖျက်ဆီးကအထဲကိုအတင်းဝင်သွားပါတယ်အခန်းထဲမှာစာဖတ်နေတဲ့အကိုကိုတွေ့တော့ကလေးမလေးကအနာပြေးသွားပြီးတက်ကြွစွာနဲ့စကားဆပြောပါတော့တယ်စာအုပ်တွေဟာလူသားတွေတိုးတက်ဖို့အတွက်လှေကားထစ်တွေဖြစ်တယ်ဆိုပြီးဆရာကြီးလေတန်းနဲ့ပြောပါတယ်အကိုဖြစ်သူကစကားမပြောချင်လို့ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ကလေးမလေးကလက်မောင်းကိုဆွဲထားပြီးစကားတွေဆက်ပြောနေပါတယ်ဂေဟာမှာနေခဲ့ရတဲ့အကြောင်းတွေကိုဇလန်းဖွဲ့ပြီးမနာတမ်းပြောပြနေတာပါအကိုဖြစ်သူရဲ့စိတ်အခြေအနေဖြည်းဖြည်းချင်းပြောင်းလဲလာတာကိုကြည့်ပြီးမိဘတွေတောင်အံ့ဩနေကြပါတယ်နောက်ဆုံးတော့အကိုဖြစ်သူကကလေးမလေးရဲ့စကားတန်ကိုနားကြီးလို့မခံနိုင်တော့ပဲပထမဆုံးအကြိမ်ဖြစ်သူ့သဘောနဲ့သူအခန်းထဲကနေထွက်ခွာလာပါတယ်ကလေးမလေးကလည်းအနောက်ကနေထက်ချက်မကွာလိုက်ပါရင်ဇလန်းတွေဆက်ပြောနေပါတယ်တားဖြစ်သူအခန်းထဲကထွက်မလာတာကြာပြီဖြစ်လို့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မိဘတွေဝမ်းသာလွန်းလို့မျက်ရည်ကျမတ်တက်ဖြစ်သွားကြပါတယ်ကလေးမလေးရောက်လာပြီးခဏလေးအတွင်းမှာပဲတားဖြစ်သူကိုဒီလောက်ထိပြောင်းလဲသွားစေလိမ့်မယ်လို့သူတို့ထင်မထားခဲ့ကြပါဘူးနောက်တစ်နေ့မှာကလေးမလေးကိုလက်ဆောင်တွေအများကြီးပေးပါတယ်ကလေးမလေးကပျော်ရွှင်စွာနဲ့လက်ဆောင်တွေအကုန်ပိုက်ပြီးအကိုအခန်းစီသွားကသူ့ရဲ့ပျော်ရွှင်မှုတွေကိုမျှဝေပါတော့တယ်တကယ်လို့ဒုတိယပိုင်းကိုဆက်ကြည့်ချင်နေဆိုရင်တော့ကျွန်တော်အကောင့်ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာတထေးကြီးတယောက်ဟာသူ့ရဲ့အော်ဒဇင်သားလေးအဖော်ရဖို့အတွက်ပုဂ္ဂလိကဂေဟာတစ်ခုကနေကောင်မလေးတယောက်ကိုမွေးစားလိုက်ပါတယ်ဒီကောင်မလေးဟာစိတ်တဘောထားအရန်ပြေဝတယ်လို့စကားပြောရတာကိုလည်းအရန်နှစ်သက်သူပါသူကနေတိုင်းသူ့ရဲ့ပျော်ရွှင်စရာအကြောင်းအရာတွေကိုအကိုဖြစ်သူစီမျှဝေပြောပြလေးရှိပါတယ်ဒါပေမဲ့သူဘလောက်ပဲပျော်ပျော်ရွှင်ရွှင်ပြောအကိုကတော့သူ့ကိုလုံးဝဂရုမစိုက်ပါဘူးဘေးနားကအိမ်ဖော်တွေကတော့ဒီကောင်လေးအတွက်မျှော်လင့်ချက်မရှိတော့ဘူးလို့ထင်မြင်နေကြပါတယ်တနေ့မှမိဘတွေကကောင်မလေးကိုဈေးဝယ်ထွက်ဖို့ခေါ်ကြပါတယ်အိမ်ကထွက်ခါနီးမှာကောင်မလေးကအကိုဘာလို့မလိုက်တာလဲလို့မေးပါတယ်အမေဖြစ်သူကသားလေးဟာလူရှုပ်တဲ့နေရာတွေကိုကြောက်တက်လို့စိတ်ခံစားချက်တွေကိုထိန်းချုပ်မရဖြစ်တယ်လို့မလိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်အိမ်ကထွက်ခွာတော့မဲ့အချိန်မှာတယောက်တည်းကြံရိတ်ခဲ့မဲ့အကိုကိုကြည့်ပြီးကောင်မလေးစိတ်မကောင်းဖြစ်သွားပါတယ်သူကချက်ချင်းခြေလမ်းတွေကိုရက်တက်လိုက်ပြီးဈေးဝယ်မလိုက်တော့ပဲအကိုနဲ့အတူနေခဲ့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့အပေါ်ထက်ကိုပြေးတက်သွားပြီးအကိုနဲ့အတူတူဆော့ကစားပါတယ်ဒါကိုမြင်တော့တထေးကြီးတို့ဇနီးမောင်နဲ့အရန်ပျော်ရွှင်သွားကြပါတယ်ဒီကောင်မလေးဟာဖျားသခင်ကသူတို့မိသားစုစီပို့ပေးလိုက်တဲ့နတ်သမီးလေးလို့တင်စားကြပါတယ်နောက်ပိုင်းမှာကောင်မလေးကစာအုပ်ပုံကြီးတည်လာပြီးအကိုကိုပုံမြင်ပြောပြပါတယ်သူပြောပြတဲ့ပုံမြင်ကတော့နျူကလ িয়ার ဘုံရောင်းတဲ့ကောင်မလေးအကြောင်းပါဘေးနာကအထိန်တော်တောင်အစပိုင်းမှာနားကြမှာတယ်ထင်နေပါတယ်စာအုပ်ထဲကကောင်မလေးမှာနျူကလ িয়ার ဘုံတွေထားတဲ့ကိုတောင်ကြီးတစ်ခုရှိတယ်လို့ပြောလိုက်တဲ့အခါကျမှအကိုဖြစ်သူရဲ့အာယုံဆိုင်မှုကိုရလိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အကိုကနားကိုပိတ်ပြီးဆက်နားမထောင်ပဲညှင်းဆန်ပါတယ်ကောင်မလေးဘာလို့အကိုကလစ်လူရှုထားတော့မှာပဲဒါပေမဲ့ကောင်မလေးကစိတ်ရှည်လက်ရှည်နဲ့ပဲဆက်လက်စကားပြောဆိုပါတယ်နောက်ဆုံးမှာတထေးကြီးအခန်းထဲဝင်လာပြီးကောင်မလေးကိုကြောင်းထားပေးဖို့ဆုံးဖြတ်ကြောင်းပြောပါတယ်မွေးစားပြီးကလေးကတာဝန်ယူရမှာမိဘတွေရဲ့တာဝန်မှုပါဒါပေမဲ့ကောင်မလေးကအကိုနဲ့အတူတူမှကြောင်းတက်မယ်လို့ပြောပါတယ်တထေးကြီးကတော့တားဖြစ်သူရဲ့အခြေအနေဟာအိမ်မှာပဲစတင်ဖို့တင့်တော်တယ်လို့ထင်နေတာပါကောင်မလေးကသူလေ့လာထားတဲ့အချက်လက်တွေအရအကိုရဲ့လက်ရှိအခြေအနေဟာရွယ်တူတွေနဲ့ထိတွေ့ဆက်ဆံဖို့တင့်တော်နေပြီဖြစ်ကြောင်းထောက်ပြပါတယ်နောက်ဆုံးမှာတထေးကြီးကကောင်မလေးရဲ့အကြံဉာဏ်ကိုလက်ခံလိုက်ပါတယ်နောက်တစ်နေ့မှာကောင်မလေးကအကိုကိုခေါ်ပြီးကြောင်းသွားပါတယ်ဒါပေမဲ့ကြောင်းရောက်လို့လူတွေအများကြီးကိုမြင်လိုက်ရတဲ့အခါအကိုရဲ့စိတ်အခြေအနေတွေပြောင်းလဲလာပါတယ်ကံကောင်းစွာနဲ့ကောင်မလေးကအခြေအနေမဟန်တာကိုရိပ်မိပြီးလက်ကိုအမြန်လန်းဆွဲထားလိုက်ပါတယ်နောက်ပိုင်းမှာဘေးနားကကျောင်းသားတွေကအကိုကိုအာပုတုလူနာဆိုပြီးဝိုင်းလောင်ကြပါတယ်အဲ့ဒီအချိန်ကျမှအကိုဖြစ်သူဘာလို့ကျောင်းမလာချင်ရတာလဲဆိုတာကောင်မလေးနားလည်သွားပါတယ်ဒါကြောင့်သူကကျောင်းသားတွေကိုပါဆက်ပိတ်ထားကြဖို့ဒေါသတကြီးလှမ်းអော်လိုက်ပါတယ်ဒါပေမဲ့သူတို့ကမရက်တန့်ပဲဆက်ပြီးလောင်ပြောင်နေကြတဲ့အခါကောင်မလေးကလက်သီးကိုမြှောက်ပြီးအခုချက်ချင်းထွက်သွားကြဖို့တတိပေးလိုက်ပါတယ်နောက်ဆုံးမှာအားလုံးကကောင်မလေးရဲ့ရန်ပြုမဲ့ပုံစံကိုကြောက်ပြီးထွက်ပြေးကုန်ကြပါတယ်အဲ့ဒီအချိန်မှာအကိုဖြစ်သူကကောင်မလေးကိုကြည့်ပြီးသူ့ကိုပါရိုက်မလားဆိုတဲ့အကြည့်မျိုးနဲ့ကြောက်ရွံ့နေပါတော့တယ်တထေးကြီးတယောက်ဟာသူ့ရဲ့အော်ဒဇင်ယောဂခံစားနေရတဲ့သားလေးအထီးကျန်ဆန်မှာဆိုလို့ညီမလေးတယောက်ကိုရှာဖွေပေးခဲ့ပါတယ်တနေ့မှာညီမလေးကအကိုဖြစ်သူကိုကြောင်းလိုက်ပို့ပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကလူတွေကအကိုဖြစ်သူကိုစကားမပြောတတ်တဲ့အယူဆိုပြီးဝိုင်းဝန်းလှောင်ပြောင်ကြပါတယ်ညီမလေးကတီးမခံနိုင်တော့ပဲအကိုရှိကမမရက်တီးပြီးအားလုံးကိုမောင်းထုတ်လိုက်ပါတယ်ပြီးတော့အကိုကိုမကြောက်ဖို့ဒီနေ့ကစပြီးသူကထာဝရကာကွယ်ပေးသွားမယ့်အကြောင်းကတိပေးပါတယ်ပြောပြီးတာနဲ့သူ့ရဲ့အိတ်ထဲကနေနာယီနှလုံးကိုထုတ်လိုက်ပါတယ်တလုံးကိုအကိုလက်ကဝတ်မှာကိုယ်တိုင်ဝတ်ပေးပြီးအနေတစ်ခုခုကြုံလာရင်သူ့ကိုချက်ချင်းအကြောင်းကြားဖို့သူအမြန်ဆုံးလာခဲ့မဲ့အကြောင်းမှကြားပါတယ်တနေ့မှာအကိုကအတန်းထဲကနေတယောက်ထဲထွက်လာ
တော့လူတွေကသူ့ကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်နေကြပါတယ်ကြောက်လန့်သွားတဲ့အကိုကနာယီကနေတဆင့်ညီမလေးကိုအချက်ပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲညီမလေးကအကိုဘေးကိုအပြေးရောက်လာပါတယ်အကိုမှာဒဏ်ရာမရှိတာတွေးမှဝမ်းသာသွားပြီးနောက်တစ်ခါအကိုကိုအနိုင်ကျင့်ရဲတဲ့သူရှိရင်ရိုက်နှက်ဆုံးမမယ်လို့ကြိမ်းဝါလိုက်ပါတယ်ဒါပေမဲ့အတန်းချိန်ပြီးလို့အကိုကိုတွားရှာတဲ့အခါအကိုပြောက်နေတာကိုတွေးလိုက်ရပါတယ်နာယီတဲကနေအတန်းဖော်တွေရဲ့အတန်ကြားရမှအကိုအနိုင်ကျင့်ခံနေရမှန်းသိလိုက်ရပါတယ်ကံကောင်းစွာနဲ့ညီမလေးအချိန်မီရောက်သွားပြီးတားဆီးနိုင်ခဲ့ပါတယ်သူကဘေးနားမှာရှိတဲ့ baseball ရိုက်တံတစ်ချောင်းကိုကောက်ကင်ပြီးအနိုင်ကျင့်တဲ့သူတွေကိုရိုက်နှက်ကမြေကြီးပေါ်လဲကျသွားအောင်လုပ်လိုက်ပါတယ်ဒါပေမဲ့တယောက်တည်းမို့လူအုပ်နဲ့ရှင်တဲ့အခါအားမမျှပါဘူးညီမဖြစ်သူမြေကြီးပေါ်လဲကျသွားတာကိုမြင်လိုက်တဲ့အခါအကိုရဲ့စိတ်ထဲမှာတခုခုပြောင်းလဲသွားပါတယ်သူက baseball ရိုက်တံကိုကောက်ကင်ပြီးညီမလေးကိုကာကွယ်ဖို့ရှေ့ပြေးထွက်လာပါတယ်ညီမလေးကထွက်ပြေးဖို့အော်ပြောနေပေမဲ့အကိုကမပြေးပဲညီမလေးကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာငါညီမကိုလွတ်လိုက်ဆိုပြီးအော်ဟစ်လိုက်ပါတယ်ဒီမြင်ကွင်းကြောင့်အားလုံးတုန်လှုပ်သွားကြပါတယ်ညီမလေးလည်းအကိုစကားဆပြောလာပြီးဆိုတာသိလိုက်ရပါတယ်လူတွေထွက်သွားမှအကိုအစင်ပြေလာမေးပေမဲ့အကိုကရုတ်တရက်တတိလစ်ပြီးလဲကျသွားပါတယ်မိဘတွေကျောင်းကိုရောက်လာတော့ဆရာမကညီမလေးကတခြားကျောင်းသားတွေကိုရိုက်နှက်ပါတယ်ဆိုပြီးတိုင်တန်းပါတယ်အမေဖြစ်သူကသမီးကိုနှက်သိမ့်ပြီးအမှန်တိုင်းပြောခိုင်းတဲ့အခါညီမလေးကသူများကိုအနိုင်ကျင့်လို့လုပ်ရတာပါလို့ဖြေပါတယ်ဆရာမကလက်မခံပဲဒီကလေးမလိန်နေတာပါလို့ဆွဆွဲပါတယ်တားဖြစ်သူစေးပေးခန်းရောက်နေရတာကိုကြားတော့ဖခင်ဖြစ်သူဒေါသထွက်နေပါပြီဆရာမကညီမလေးစကားကိုမယုံနိုင်ဘူးလို့ညှင်းဆန်နေတော့ညီမလေးကနာယီထဲကအတန်ဖမ်းထားတဲ့တက်တေကိုဖွင့်ပြလိုက်ပါတယ်အတန်ဖိုင်ကိုကြားပြီးတာနဲ့ဖခင်ဖြစ်သူဒေါသပေါက်ခွဲပြီးခမားတို့ကျောင်းသားတွေကိုဒီလိုပဲတင် ပေးနေတာလားလို့အော်ဟစ်လိုက်ပါတယ်ဆရာမလည်းချက်ချင်းလေတံပြောင်းပြီးတောင်းပန်ပါတယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူကကျောင်းနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကိုရက်စဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်တနေ့မှာမိန်းကလေးကမောင်လေးရဲ့အခန်းထဲကိုဝင်သွားပြီးကတင်ပေါ်ပျော့ပျော့ရွှင်ရွှင်တက်လိုက်ပါတယ်ပြီးတော့မနေ့ကသူတို့ကိုအနိုင်ကျင့်တဲ့အတန်းဖော်တွေအားလုံးကြောင်းထုတ်ခံလိုက်ရပြီဆိုတဲ့သတင်းကောင်းကိုပြောပြလိုက်ပါတယ်အမြဲတမ်းမျက်နှာတည်ဖြစ်နေတတ်တဲ့အော်ဒဇင်မောင်လေးပြုံးသွားတာကိုသူမြင်လိုက်ရပါတယ်ဒါနဲ့သူကမောင်လေးကိုဘာလို့သူ့ကိုစကားမပြောတာလဲလို့မေးလိုက်ပါတယ်မနေ့တုန်းကမောင်လေးစကားပြောခဲ့တာကိုသူစိတ်လောသွားတယ်ထင်ပြီးမောင်လေးစိတ်ဝင်စားအောင်ဝက်ဝံကောင်လေးပုံပြင်ကိုပြောပြဖို့ပြင်လိုက်ပါတယ်ဟိုရှိတုန်းကဝက်ဝံကောင်လေးတယောက်ရှိတဲ့သူကအဖွားစီကိုမုံသွားပို့တဲ့အခါအဖွားမှာဝံပလွေအမီးကြီးပေါက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာအဖေနဲ့အမေကအခန်းဝရောက်နေပြီးသမီးလေးပုံပြင်ပြောနေတာကိုနားထောင်နေကြပါတယ်မိန်းကလေးကဆက်ပြောပါတယ်ဝက်ဝံကောင်လေးကဝံပလွေကြီးကိုတနက်နဲ့ပစ်တက်လိုက်ပြီးဝံပလွေသားကိုအစိမ့်လိုက်စားပစ်လိုက်တဲ့ရုတ်တရက်မောင်လေးကနေကအယူပဲလို့ထပ်ပြောလိုက်ပါတယ်မိန်းကလေးကစိတ်မဆိုးပဲမောင်လေးစကားပြောတာကိုဝမ်းသာပြီးဆက်ပြောအောင်လမ်းကြောင်းပေးပါတယ်မောင်လေးကအဲ့ဒီစကားလုံးကိုတကယ်ပဲအလို့ရသွားပါတယ်တကားဝကမိဘတွေကတော့သူတို့သားလေးစကားဆပြောလာတာကိုမယုံနိုင်အောင်ဖြစ်နေကြပါတယ်သူတို့နားကြမှားလာလားလို့တောင်ထင်မိပါတယ်သမီးလေးကသားလေးကိုစကားပြောတင်ပေးနေမှန်းသိလိုက်ရတဲ့အခါအယမ်းဝမ်းသာသွားကြပါတယ်ဒါကြောင့်သားသမီးတွေအနှောက်အယှက်မဖြစ်အောင်အခန်းဝကနေတိတ်တဆိတ်ထွက်ခွာသွားကြပါတယ်မိန်းကလေးကတော့စိုးရိမ်သွားပါတယ်တကယ်လို့မောင်လေးကိုစကားလုံးရိုင်းတွေတင်ပေးမိရင်မိဘတွေကသူ့ကိုအိမ်ကနေမောင်းထုတ်မှတေးချပါတယ်ဒါကြောင့်မောင်လေးကိုဒီစကားလုံးကသူတင်ပေးတာမဟုတ်ကြောင်းဘသူ့ကိုမှပြန်မပြောဖို့မှာပါတယ်ဒါပေမဲ့မောင်လေးကတော့နင်ကအယူပဲဆိုတဲ့စကားကိုပဲထက်ခါတလဲလဲပြောနေပါတယ်မိန်းကလေးကစိတ်ညစ်သွားပြီးတခြားစကားလုံးပြောင်းတင်ဖို့ကြိုးစားပါတယ်ငါနင့်ကိုလွမ်းနေမှလို့လိုက်ပြောခိုင်းပေမဲ့မောင်လေးကတော့ဟိုစကားလုံးကိုပဲယွတ်နေပါတယ်ဒါနဲ့မိန်းကလေးကစံရသွားတိရအောင်လို့ခေါ်လိုက်ပါတယ်မထင်မှတ်ပဲမောင်လေးကအကြီးအကျယ်ညှင်းဆန်ပြီးကြောက်လန့်တကြားတုတ်ပြန်ပါတယ်မိန်းကလေးကမသွားတော့ပါဘူးလို့ပြောပြီးနှစ်သိမ့်လိုက်မှမောင်လေးရဲ့စိတ်အခြေအနေပြန်ငြိမ်သွားပါတယ်အဲ့ဒီအခါကျမှမောင်လေးရဲ့ယောဂအခြေအနေဟာတော်တော်ဆိုးရွားမှန်းသူနားလည်လိုက်ပါတယ်နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့မောင်လေးရဲ့နာကျင်မှုကိုကိုချင်းစာမိပြီးတနာသွားပါတယ်နောက်ဆုံးတော့မောင်လေးကိုအခန်းထဲမှာပဲအနားယူခိုင်းပြီးထွက်ဖို့ပြင်လိုက်ပါတယ်သူထွက်ခွာခါနီးမှာမောင်လေးကမသွားပါနဲ့လို့တိုးတိုးလေးပြောလိုက်ပေမဲ့မိန်းကလေးကမကြားလိုက်ပဲအောက်ထပ်ကိုဆင်းသွားပါတယ်သူကမိဘတွေကိုမောင်လေးယောဂဘယ်လိုကုရမလဲလို့မေးမြန်းပြီးခုနကဖြစ်ပျက်ခဲ့တာတွေကိုပြောပြပါတယ်အမေဖြစ်သူကသူ့ကိုအပြစ်မတင်ပဲတမိရောက်လာကြတဲ့ကတားလေးအများကြီးတက်တာလာကြောင်းချီးကျူးပါတယ်ဒါပေမဲ့အပြီးတိုင်ပြောက်ဖို့တော့ခက်ခဲမယ်လို့ပြောပါတယ်အဖေဖြစ်သူကလည်းတားလေးဟာအရင်ကအရန်လန်းဆန်းတက်ကြွတဲ့ကလေးဖြစ်ကြောင်းဒါပေမဲ့တခုခုကြောင့်ရုတ်တရက်အော်ဒဇင်ဖြစ်သွားရကြောင်းပြောပြပါတယ်အဲ့ဒီအချိန်ကစလို့မိန်းကလေးဟာမောင်လေးပါလို့ဒီလိုဖြစ်သွားရတာလဲဆိုတဲ့အကြောင်းရင်းကိုရှာဖွေပြီးမောင်လေးနဲ့နေတိုင်းစကားပြောနိုင်အောင်စူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ညီမလေးဟာအကိုဖြစ်သူရဲ့အော်ဒဇင်ယောဂကိုကုသပေးခြင်းနဲ့စေတနာနဲ့အကိုကိုအမြဲနိုင်ကျင့်လေးရှိတဲ့လူဆိုးတွေကိုတွားရောက်ရှာဖွေခဲ့ပါတယ်ဒါပေမဲ့ကိုကောင်လေးကညီမလေးကိုမြင်တာနဲ့မြေကြီးပေါ်လဲကျသွားအောင်တွန်းလှဲလိုက်ပါတယ်ညီမလေးကို၃ယောက်ပေါင်းပြီးဝိုင်းရိုက်ဖို့ပြင်နေတဲ့အချိန်မှာပဲရက်လိုက်ကြဆန်းဆိုပြီးအော်ဟစ်တန်တစ်ခုရုတ်တရက်ထွက်ပေါ်လာပါတယ်ညီမလေးမောကြည့်လိုက်တဲ့အခါသူ့အကိုဖြစ်နေတာကိုအံ့ဩစွာတွေ့လိုက်ရပါတယ်အကိုကသူ့ရဲ့ကောင်းတစ်ယောက်လိုပဲသူ့ရှိမှမမမတ်လာရက်ပေးပါတယ်ညီမလေးကအကိုဘာလို့ဒီကိုရောက်နေတာလဲလို့မေးတဲ့အခါအကိုကညီမလေးတယောက်တည်းဖြစ်နေမှာစိုးရိမ်လို့ပါလို့ပြန်ဖြေပါတယ်ကိုကောင်လေးကအကိုစကားပြောတတ်နေပြီဆိုတာကိုမယုံနိုင်ဖြစ်နေပါတယ်ဒါကြောင့်သူ့လူမိုက်ကိုအကိုကိုပညာပေးဖို့ခိုင်းလိုက်ပါတယ်လူမိုက်ကရှေ့တိုးလာတော့အကိုကြောက်သွားပါတယ်ကံကောင်းစွာနဲ့ညီမလေးကတတိရှိရှိရှေ့ကနေဝင်ကာကွယ်ပေးလိုက်ပါတယ်ညီမလေးကလက်သီးဆုပ်ပြီးပြန်ချဖို့ပြင်လိုက်တဲ့အချိန်မှာအကိုကညီမလေးရှေ့ကိုပြန်ရောက်လာပြီးကာကွယ်ပြန်ပါတယ်ငါညီမကိုအနိုင်ကျင့်ချင်ရင်ငါကိုအရင်ကြော်သွားရမယ်လို့အကိုကရဲရဲဝံ့ဝံ့ပြောလိုက်ပါတယ်ဟိုကောင်လေးကအကိုစကားပြောနိုင်တာကိုလောင်ပြောင်ပေမဲ့ညီမလေးကတော့အကိုတခြားသူတွေနဲ့အဆင်ပြေပြေပြောဆိုနိုင်နေတာကိုကြည့်ပြီးအကိုယောဂတက်တာလာပြီဆိုတာနားလည်လိုက်ပါတယ်တစ်ဖက်မှာတော့မိဘတွေကညီမလေးကိုအရန်ကျေးဇူးတင်နေကြပါတယ်ဘာလို့လဲဆိုတော့စောစောကညီမလေးအိမ်ကထွက်သွားတာနဲ့ဘယ်တော့မှအိမ်ပြင်မထွက်တဲ့သားဖြစ်သူကနောက်ကနေလိုက်သွားခဲ့လို့ပါပဲဒါဟာ3နှစ်အတွင်းပထမဆုံးအကြိမ်အိမ်ပြင်ထွက်ခြင်းဖြစ်ပါတယ်မိဘတွေကကလေးတွေဘာလုပ်နေလဲဆိုတာစိတ်ပူပြီးလိုက်ကြည့်ကြတဲ့အခါအိမ်သားမှမရှိတော့တာတွေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာလူမိုက်ကအကိုကိုဝင်ဆွဲလိုက်ပါတယ်ညီမလေးကချက်ချင်းတားဆီးပြီးဟိုလူခြေထောက်ကိုအတင်းနင်းချလိုက်ပါတယ်ပြီးတော့အကိုကိုပါဝိုင်းကူဖို့ပြောလိုက်ရမောင်နှမ2ယောက်ပေါင်းပြီးပြန်လဲတိုက်ခိုက်ကြလို့ဟိုလူတွေထွက်ပြေးကုန်ကြပါတယ်အဲ့ဒီအချိန်မှာမိဘတွေရောက်လာပြီးအခြေအနေကိုအဝေးကနေစောင့်ကြည့်နေကြပါတယ်ညီမလေးကဟိုကောင်လေးကိုဖမ်းဆွဲထားပြီးအကိုကိုတောင်းပန်ခိုင်းပါတယ်ကောင်လေးကမတောင်းပန်နိုင်ဘူးလို့ညင်းပေမဲ့ညီမလေးရဲ့လက်သီးတွေအောက်မှာနောက်ဆုံးတော့တောင်းပန်လိုက်ရပါတယ်အကိုကလည်းခွင့်လွှတ်ကြောင်းပြောလိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့မိဘတွေအံ့ဩမြင်သက်
သွားကြပါတယ်ဘာလို့လဲဆိုတော့သူတို့သားလေးနောက်ဆုံးတော့စကားပြောလာပြီးမို့လို့ပါပဲအမေဖြစ်သူကအိမ်မက်မက်နေတယ်လို့ထင်ပေမဲ့ခင်မွန်းတေကတကယ်ပါလို့ပြောလိုက်မှဝမ်းသာလွန်လို့ငိုကြွေးပါတော့တယ်သုံးနှလုံးလုံးစကားမပြောခဲ့တဲ့သားလေးဟာအခုတော့ယောဂတက်တာလာခဲ့ပါပြီဒီလိုဖြစ်လာအောင်ကူညီပေးခဲ့သူကတော့လွန်ခဲ့တဲ့တစ်ပတ်ကမှပုဂ္ဂလိကဂေဟာတစ်ခုကနေမွေးစားခဲ့တဲ့သမီးလေးဖြစ်ပါတယ်ညီမလေးကမိဘတွေကိုအကိုယောဂအရှင်းပြောက်ပြီလားလို့မေးပါတယ်အမေကတော့အရှင်းပြောက်ဖို့မလွယ်ကူသေးကြောင်းစကားပြောနိုင်ပေမဲ့ပုံမှန်ဆက်သွယ်ပြောဆိုဖို့လိုအပ်သေးကြောင်းရှင်းပြပါတယ်ဒီညီမလေးကအကိုကိုဘယ်လိုဆက်ပြီးကူညီပေးမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ညီမငယ်လေးကအကိုဖြစ်သူဘာကြောင့်အော်ဒဇင်ယောဂခံစားနေရတာလဲဆိုတဲ့အကြောင်းရင်းကိုသိကျင်စိတ်ပြင်းပြနေပါတယ်ညနေတဲ့အထိမအိပ်သေးပဲစဉ်းစားနေလို့အမေဖြစ်သူကဘာလို့မအိပ်သေးတာလဲမေးတဲ့အခါသူကအကိုယောဂအကြောင်းသိကျင်လို့ပါလို့ပြန်ဖြေပါတယ်အမေကလည်းတိတိကျကျမသိကြောင်းပြောတဲ့အခါညီမလေးကအကိုမဖျားခင်တုန်းကဘယ်လိုလူမျိုးလဲဆိုတာမေးမြန်းပါတယ်အမေပြောပြတာကတော့အကိုဟာအရင်တုန်းကနေမင်းလေးလိုတောက်ပပြီးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကောင်လေးတစ်ယောက်ပါသူကဆန်ရတီးတာလည်းအရန်ကျွမ်းကျင်ပြီးဂီတကောလိပ်တက်ဖို့အိမ်မက်ကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဖျားနာပြီးနောက်ပိုင်းဆန်ရနဲ့လုံးဝဝေးကွာသွားခဲ့တာပါညီမလေးကအကိုကျောင်းဝင်ခွင့်မရလို့ဖျားသွားတာလားမေးပေမဲ့အမေကလည်းအကြောင်းရင်းမှန်ကိုမသိပါဘူးညီမလေးကပြီးခဲ့တဲ့တစ်ခေါက်အကိုကိုဆန်ရတီးခိုင်းတုန်းကအကိုဒေါသထွက်ပြီးစိတ်တူခဲ့တာကိုပြန်တတိယသွားပါတယ်အကိုယောဂကဆန်ရနဲ့တေချာပေါက်ပတ်သက်နေမယ်လို့သူတွေးမိလိုက်ပါတယ်နောက်တစ်နေ့မှာဓာတ်ပုံအယ်ဘန်ဟောင်းတွေကိုလှန်လောရှာဖွေရင်းအကိုနဲ့အမျိုးသားတစ်ယောက်တွဲရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရပါတယ်ဓာတ်ပုံအနောက်ကဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းလိုက်တဲ့အခါလွန်ခဲ့တဲ့3နှစ်ကပြိုင်ပွဲမှာအကိုဖြစ်သူအမှားတစ်ခုလုပ်မိခဲ့တာကြောင့်ဂီတကောလိပ်ဝင်ခွင့်ကြာရှုံးခဲ့ရကြောင်းတစ်ဖက်လူကပြောပြပါတယ်အဲ့ဒီခါကျမှညီမလေးကစာမေးပွဲကြာရှုံးခြင်းကအကိုယောဂရဲ့အဓိကတရက်ခံဆိုတာသဘောပေါက်သွားပါတယ်ဒါကြောင့်အကိုယောဂပျောက်ဖို့အတွက်ဂီတကောလိပ်ဝင်ခွင့်စာမေးပွဲကိုပြန်ဖြေခိုင်းဖို့အစီအစဉ်ဆွဲလိုက်ပါတယ်အကိုစီချက်ချင်းသွားပြီးဒီအကြောင်းပြောပြတဲ့အခါအကိုကဒေါသထွက်ပြီးစိတ်မရှိဖြစ်လာပါတယ်ဒါပေမဲ့ညီမလေးကဆန်ရတီးတာမှားသွားလဲကိစ္စမရှိပါဘူးအတိတ်ကဖြစ်ခဲ့တာတွေအားလုံးပြီးဆုံးသွားပါပြီလို့နှစ်သိမ့်ပေးပါတယ်ဒီနေ့ကစပြီးညီမလေးကအကိုအနားမှာအမျက်ရှိနေပေးမှာပါလို့ကတိပေးတဲ့အခါအကိုကညီမလေးရှိရင်ဘာကိုမှမကြောက်ဘူးလို့ပြန်ပြောပါတယ်နောက်ဆုံးမှာညီမလေးကစာမေးပွဲပြန်ဖြေဖို့တိုက်တွန်းပါတယ်တစ်ချိန်ကြာရှုံးရင်10ချိန်ပြန်ကြိုးစားမယ်ညီမလေးကထာဝရအားပေးနေမှာပါလို့ပြောပါတယ်သူကအကိုရဲ့အရင်လိုပျော်ရွှင်တဲ့ပုံစံလေးကိုပြန်မြင်ခြင်းတလို့ဆန်ရတီးတန်လေးကိုလည်းပြန်နှားထောင်ခြင်းနေပါပြီဒါပေမဲ့အကိုကခေါင်းခါပြီးညှင်းဆန်နေတော့မှပဲညီမလေးကသူ့စကားနားမထောင်လို့ဝမ်းနေပြီးအတုံးမကျဘူးလို့ခံစားလိုက်ရပါတယ်သူလက်လျှော့ပြီးထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအကိုဖြစ်သူကစာမေးပွဲဖြေပါမယ်လို့သဘောတူလိုက်ပါတယ်ညီမလေးကဝမ်းသာအားရပြန်လှည့်ကြည့်ပြီးအကိုကိုပြုံးပြလိုက်ပါတယ်ညီမလေးကအကိုကိုဘယ်လိုဆက်ကူညီမလဲသိချင်ရင်တော့အကောင့်ကိုဆက်လက်စောင့်ကြည့်ပေးကြပါခင်ဗျာညီမငယ်လေးကအော်ဒဇင်ယောဂခံစားနေရတဲ့အကိုဖြစ်သူကိုဆန်ရစာမေးပွဲဖြေဆိုဖို့ခေါ်ဆောင်လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအကိုကိုအနိုင်ကျင့်လေးရှိတဲ့ကောင်လေးနဲ့သူ့အဖေရောက်လာပြီးလောင်ပြောင်ကြပါတော့တယ်ကောင်လေးရဲ့အဖေကဒီမောင်နှမကြောင့်သူ့သားကြောင့်ထုတ်ခံရတယ်ဆိုပြီးဆွဆွဲတယ်လို့အမေဖြစ်သူကလည်းသူ့သားကိုအရင်လာဆလို့ပါဆိုပြီးပြန်လဲချေပါပါတယ်ကောင်လေးကအယူကများဆန်ရတီးကျင်သေးတယ်ဆိုပြီးစော်ကားပြောဆိုပေမဲ့အကိုဖြစ်သူကယုံကြည်မှုရှိရှိနဲ့ပြန်လဲတုံ့ပြန်လိုက်ပါတယ်ဆီယာမကစာမေးပွဲစတော့မယ်လို့ကြေညာပြီးတိတ်တိတ်နေဖို့ပြောလိုက်ပါတယ်ကောင်လေးကစင်ပေါ်အရင်တက်ပြီးတီးခက်ပြရာဒိုင်လူကြီးတွေကသူ့ကိုအောင်မြင်ကြောင်းဆုံးဖြတ်ပေးလိုက်ပါတယ်စင်ပေါ်ကဆင်းတာနဲ့ကောင်လေးကသူ့ကိုလာမရှင်တဲ့အယူကဆန်ရတီးတက်လို့လားဆိုပြီးရန်စပြန်ပါတယ်ကန်ကောင်းလို့ညီမလေးရောက်လာပြီးမောင်းထုတ်လိုက်တာပါညီမလေးကစိတ်မပူဖို့နဲ့သူ့အနားမှာအမြဲရှိနေမယ်လို့အားပေးလိုက်ပါတယ်ဒါကိုကြားတော့အကိုကဝမ်းသာအားရစင်ပေါ်ပြေးတက်သွားပါတယ်ဒါပေမဲ့ဆန်ရခုံမှာထိုင်လိုက်တာနဲ့လက်တွေကမထိန်နိုင်အောင်တုံရီလာပါတယ်သူကမျက်လုံးကိုမိတ်စိတ်ကိုငြိမ်အောင်ထားပြီးဗီတိုပင်ရဲ့ကံကြမ္မာတေးသွားကိုစတင်တိခတ်ပါတော့တယ်သူ့ရဲ့တိခတ်မှုပြီးဆုံးသွားတဲ့အခါဒိုင်လူကြီးတွေကပါရမီရှင်တယောက်ပါလားဆိုပြီးချီးကျူးကြပါတယ်ဒိုင်3ယောက်စလုံးကသူ့ကိုအောင်မြင်ကြောင်းတင်းကြီးတင်းညွတ်ထဲဆုံးဖြတ်ပေးလိုက်ပါတယ်ပရိသတ်တွေရဲ့လက်ခုပ်တံတွေညံသွားပြီးညီမလေးကစင်ပေါ်ပြေးတက်ကအကိုလက်ကိုကင်ပြီးဂုံပြူပါတယ်ပြီးတော့ဟိုကောင်လေးရဲ့လက်ရာကမြေအော်တန်လိုပါပဲဆိုပြီးပြန်လောင်ပြောင်လိုက်ပါတယ်မိဘတွေကလည်းတားဖြစ်သူရဲ့အောင်မြင်မှုအတွက်ပျော်ရွှင်ပြီးညဘက်ကျရင်ပါတီပွဲလုပ်ဖို့စီစဉ်ကြပါတယ်ဒါပေမဲ့သူတို့ပျော်ရွှင်မှုကကြာမခံလိုက်ပါဘူးကိုယ့်ရဲ့ဆန်ရဆရာဟောင်းရုတ်တရက်ရောက်လာတာကိုမြင်လိုက်ရလို့ပါပဲအကိုဖြစ်သူကဆရာဟောင်းကိုမြင်တာနဲ့အကြီးအကျယ်ကြောက်လန့်ပြီးနေရာမှာတင်ကျမ်းပြင်ပေါ်လဲကျသွားပါတယ်ညီမလေးကအကိုယောဂပျောက်ခါနီးပြီးမဟုတ်ဘူးလားဆိုပြီးတွေးနေတော့ဆရာဟောင်းကရှေ့တိုးလာပြီးဘာဖြစ်တာလဲလို့ဟန်ဆောင်မင်းမြန်းပါတယ်အကိုကကြောက်လန့်တကြားနဲ့ကျွန်တော်မှားပါတယ်တောင်းပန်ပါတယ်ဆိုပြီးတုံရီစွာပြောရှာပါတယ်အဲ့ဒီအခါကျမှညီမလေးကအရာရာကိုသဘောပေါက်သွားပါတယ်အရင်တုန်းကဒီဆရာအကြောင်းပြောမိတိုင်းအကိုယူမတက်ဖြစ်ခဲ့တာကိုတတိယသွားပါတယ်ညီမလေးကဆရာဟောင်းကိုအကိုကိုအနိုင်ကျင့်ခဲ့တာလားလို့မေးခွန်းထုတ်ပါတယ်လူယုံမာကသူဘာမှမလုပ်ပါဘူးလို့ညင်းပါတယ်ညီမလေးကဒါဆိုဘာလို့ကြောက်နေရတာလဲလို့ထပ်မေးတဲ့အခါလူယုံမာကသူ့ကိုမဆွဆွဲဖို့ပြောပြီးအကိုဖြစ်သူကိုစကားပြောနိုင်သေးတယ်ပေါ့ဆိုပြီးချင်းချောက်တဲ့လေတံနဲ့မေးလိုက်ပါတယ်ညီမလေးကအကိုကိုအမှန်တိုင်းပြောဖို့အားပေးလိုက်တဲ့အခါနောက်ဆုံးမှာအကိုကဒီဆရာဟာသူ့ကိုအခန်းချင်းလေးထဲမှာ3ရက်တိုင်ပိတ်လောင်ထားခဲ့ကြောင်းဖွင့်ပြောလိုက်ပါတော့တယ်ဖခင်ဖြစ်သူဒေါသအကြီးအကျယ်ထွက်သွားပြီးလူယုံမာကိုအော်ဟစ်မေးမြန်းပါတော့တယ်တထေးကြီးကသူ့သားကိုနာကျင်အောင်လုပ်ခဲ့တဲ့ဆရာကိုဆွဆွဲပြောဆိုလိုက်ပါတယ်ဆရာကတော့အပြစ်မရှိသလိုဟန်ဆောင်ပြီးကလေးကိုစံနေရပြီးတို့ထဲမှာခဏပိတ်ထားရုံပါလို့စင်ကြေပေးပါတယ်ဒါကိုကြားတော့အမေဖြစ်သူဒေါသပေါက်ကွဲပြီးခမည်းကျုပ်သားကိုအထဲမှာပိတ်ထားတာ3ရက်တောင်ရှိတယ်လို့အော်ဟစ်လိုက်ပါတယ်ညီမလေးကလည်းဒီဆရာကြောင့်အကိုအော်ဒဇင်ယောဂဖြစ်သွားရတာပါလို့ဝင်ပြောပါတယ်ဒါပေမဲ့ဆရာရုပ်ကမတုံ့လို့ပဲကလေးကောက်မှုလုပ်ပေးတာဖြစ်ကြောင်းအော်ဒဇင်ဖြစ်တာနဲ့သူနဲ့မဆိုင်ကြောင်းကလေးရဲ့စိတ်တဲ့ကြံ့ခိုင်မှုအားနဲ့လွန်းလို့သာဖြစ်ရတာပါဆိုပြီးခေါင်းဆောင်ပါတယ်နောက်ဆုံးညီမလေးကတီးမခံနိုင်တော့ပဲသူ့ကိုစာမွေးပွဲတန်းထဲကကန်ထုတ်လိုက်ပါတယ်အကိုကိုနှစ်သိမ့်ဖို့လှုပ်တုံးမှာပဲအကိုကရုတ်တရက်တတိလစ်ပြီးလဲကျသွားပါတယ်
ထောက်တနေရမှာတုံရီနေတဲ့သားကိုကြည့်ပြီးအမေဖြစ်သူရင်ကွဲမတက်ခံစားရတယ်လို့ဖခင်ကလည်းဒီဆရာကိုတန်ဖိုးပြန်ပေးဆက်စေရမယ်လို့ကြိမ်းဝါလိုက်ပါတယ်ညီမလေးကအကိုကိုစန္ဒရပြိုင်ပွဲဘိုလ်လူပွဲဆက်ပြိုင်ကျင်လာမေးပြီးနောက်ထပ်ဘယ်သူမှအနိုင်မကျင့်စေရဘူးလို့ကတိပေးပါတယ်အကိုကညီမလေးထာဝရတူရှိနေပေးမှလားလို့မေးတဲ့အခါညီမလေးကထာဝရရှိနေပေးမှာပါလို့ပြန်ဖြေပါတယ်ဒါကိုကြားမှအကိုကဝမ်းသာအားရသဘောတူလိုက်ပါတယ်ညီမလေးကပြုံးပြီးတကယ်ပဲဆက်ပြိုင်ကျင်တာတေချာလားလို့မေးလိုက်ပါတယ်အကိုကသူ့ရဲ့ကြောက်စိတ်တွေကိုကြော်ဖြတ်ပြီးပြောင်းလဲသွားတဲ့ပုံစံတစ်ကိုပြသမယ်လို့ပြောကအကောင်းဆုံးကြိုးစားပါမယ်လို့အမေကိုကတိပေးလိုက်ပါတယ်အကိုစန္ဒရပြန်ပြီးတဲ့အခါလက်တွေတုံနေတာကိုမနှဲထိန်ချုပ်နေရပါတယ်အမေကမှားတီးလဲကိစ္စမရှိဘူးလို့အားပေးပါတယ်ညီမလေးကအချိုးရည်ယူပြီးအခန်းထဲပြန်ရောက်လာမှအကိုစိတ်ငြိမ်သွားပြီးလေ့ကျင့်ပါတော့တယ်တကယ်တော့သူကညီမလေးလာမှာကိုစောင့်နေခဲ့တာပါနောက်တစ်နေ့မှာဘိုလ်လူပွဲစတင်ပါပြီးချန်ပီယံဆုကိုအကိုနဲ့ဟိုကောင်လေးနှစ်ယောက်တည်းရှင်လူရမှာပါဟိုကောင်လေးကအကိုကိုမင်းကများလာရဲသေးတယ်ဆိုပြီးလှောင်ပြောင်ပါတယ်အကိုကဘာလို့မလာရဲရမှာလဲလို့ပြန်ပြောလိုက်ပါတယ်ကောင်လေးကရေမောပြီးစင်မောတက်ကစတင်တီးခတ်ပါတယ်သူကတီးနေရင်းနဲ့အကိုကိုမထီမဲ့မြင်ပြုံးပြလိုက်ပါတယ်အဲ့ဒီအချိန်မှာညီမလေးကအကိုရဲ့ဆရာရုပ်တကားဝမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်အကိုစာမွေးပွဲကိုမနှောက်ယှက်နိုင်အောင်မောင်းထုတ်ဖို့သွားလိုက်ပါတယ်ဆရာရုပ်ကသူ့ဟိုကောင်လေးစီကပတ်စံယူထားပြီးဒီပွဲပြက်အောင်လာလောက်တာလို့ဝန်ခံပါတယ်ညီမလေးကသူတို့နှစ်ယောက်ပေါင်းကြံတာကိုသိလိုက်ရပါတယ်ဆရာရုပ်ကဆက်ပြီးအကိုကိုအခန်းထဲပိတ်ထားဖို့ခိုင်းတာလဲဟိုကောင်လေးပါပဲဒီနေ့မင်းအကိုရဲ့ယောဂဘယ်တော့မှမပြောက်အောင်လုပ်ပြမယ်လို့ပြောပါတယ်အကိုယောဂရဲ့အဓိကအကြောင်းရင်းကအထီးကျန်မှာကိုကြောက်ရွံ့တာဖြစ်ကြောင်းအခုပြန်ပွဲမှာညီမလေးမရှိရင်တေချာပေါက်ယောဂပြန်ထလာမယ်ဆိုတာသူသိနေပါတယ်ညီမလေးကဒါကိုကြားတာနဲ့အခန်းထဲပြန်ပြေးဖို့လုပ်ပေမဲ့ဆရာရုပ်ကလမ်းပိတ်ပြီးတားဆီးထားလိုက်ပါတော့တယ်ညီမငယ်လေးဟာအဝတ်လဲခန်းထဲမှာမတော်တဆပိတ်မိနေခဲ့ပါတယ်အကိုဖြစ်သူကစန္ဒရစာမှုပွဲဖြေဖို့စင်ပေါ်တက်ခါနီးဖြစ်နေပါပြီအမေကသမီးပြောက်နေတာတတိထားမိပြီးခင်မွန်းတွေကလိုက်ရှာဖို့လှုပ်တုံးတကားဝမှာလူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဒီလူကိုမြင်တာနဲ့ကောင်လေးကအကြီးအကျယ်ကြောက်လန့်သွားပါတယ်အမေကဘေးနားကနေကြောက်စိတ်ကိုကြော်ဖြတ်ရမယ်လို့အားပေးပေမဲ့လူယုံမာရဲ့ကြောက်စရာမျက်လုံးတွေကိုမြင်ပြီးကောင်လေးကကြမ်းပြင်ပေါ်လဲကျသွားတဲ့အထိတုန်လှုပ်သွားပါတယ်လူယုံမာကကောင်လေးနာကပ်ပြီးညီမလေးထွက်သွားပြီးမင်းတယောက်တည်းကြံခဲ့ပြီဆိုပြီးပြုံးစကားနဲ့ချင်းချောက်လိုက်ပါတယ်ဒီစကားကြောင့်ကောင်လေးရဲ့အော်ဒဇင်ယောဂရုတ်တရက်ဖောက်လာပြီးသူ့ကောင်းကိုသူ့လက်တွေနဲ့အထင်းကွမဲ့ပြန်ထူးရိုက်ပါတော့တယ်အမေကဒါကိုမြင်ပြီးချက်ချင်းဝင်ထားရပါတယ်ဆီယာမကပြိုင်ပွဲပြီးဆုံးကြောင်းကြီးညာဖို့လှုပ်တုံးညီမငယ်လေးကနတ်သမီးလေးတစ်ပါးလိုအခန်းထဲကိုအပြေးဝင်လာပါတယ်အကိုကိုဖတ်ထားပြီးထာဝရအတူရှိနေမယ်လို့နှစ်သိမ့်ပေးလိုက်ပါတယ်ဒိုင်လူကြီး၃ယောက်တိုင်ပင်ပြီးနောက်ကောင်လေးကိုနောက်ထပ်အခွင့်အရေးတစ်ချိန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်လေးကစန္ဒရစတင်တီးခတ်တဲ့အခါဒိုင်တွေအားလုံးကသူ့အရေးချင်းကိုအတိမတ်ပြုသွားကြပါတယ်ဘေးနာကပြိုင်ဘက်ကောင်လေးကတော့ဒေါသထွက်နေပါတယ်သူ့အဖေကဒီပွဲရှုံးလို့မဖြစ်ဘူးကုမ္ပဏီအနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဆိုင်တယ်လို့တတိပေးတယ်လို့ပတ်စံယူပြီးအလုံးမဖြစ်တဲ့လူယုံမာကိုလည်းဘာလို့အလုံးမလုပ်တာလဲဆိုပြီးအော်ဟစ်စူပူချင်းမောင်းပါတယ်လူယုံမာကနီးလန့်ရှိသေးကြောင်းပြောပြီးတထေးကဒီတစ်ခါထပ်ရှုံးရင်နောက်ဆက်တွဲဆိုးကျိုးတွေများမယ်လို့တတိပေးလိုက်ပါတယ်ဒါနဲ့လူယုံမာကဒိုင်လူကြီးနာကက်ကတခုခုတိုးတိုးလေးပြောလိုက်ပါတယ်ပြီးတော့အဝတ်မြင့်တစ်ခုယူပြီးကောင်လေးရဲ့မျက်နှာရှိမှာကားလိုက်ပါတယ်ကောင်လေးရဲ့ဖခင်ကဒေါသတကြီးနဲ့အဝတ်မဲကိုဆွဲဖယ်ပြီးချက်ချင်းထွက်သွားဖို့မောင်းထုတ်ပါတယ်ဒါပေမဲ့လူယုံမာကရှင်းပြပါတယ်ကောင်လေးဟာတီးခတ်မှုအဆင့်တန်းမြင်မာပေမဲ့သူ့ရဲ့ပင်ကိုယ်စရိုက်မှာကြီးမားတဲ့အားနည်းချက်ရှိကြောင်းသူများတွေလွှမ်းမိုးတာခံရရင်ယောဂဖောက်တတ်ကြောင်းပြောပါတယ်စိတ်ခံစားချက်မငြိမ်သက်တဲ့လူမျိုးကစာမေးပွဲဖြေဖို့မတင်တော့ဘူးလို့ဝါဒဖြန့်ပါတယ်အဲ့ဒီအချိန်မှာဒိုင်လူကြီးတွေကလည်းလက်ခံသွားကြပါတယ်လူယုံမာကကောင်လေးဟာအော်ဒဇင်ယောဂဆိုးရွားပြီးညီမလေးကိုမမြင်ရရင်ယောဂဖောက်လာနိုင်တယ်လို့ပြောပြန်ပါတယ်ဒါကြောင့်ဒိုင်တွေကကောင်လေးကိုနောက်ထပ်အခွင့်အရေးတစ်ချိန်ပေးပြီးညီမလေးကိုအပြင်ခိတ္တထွက်ခိုင်းကစမ်းသက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်တကယ်လို့ညီမလေးမရှိဘဲကောင်လေးကစန္ဒရစတီးနိုင်ရင်ပြဿနာမရှိဘူးလို့သတ်မှတ်မှာပါပြိတ္တကြီးရောကောင်လေးစာမှုပွဲအောင်မြင်မယ်လို့ထင်ပါသလားညီမငယ်လေးစာမေးပွဲခန်းထဲကထွက်သွားတာနဲ့အကိုဖြစ်သူကသူ့ရဲ့စန္ဒရတိခတ်မှုကိုစတင်လိုက်ပါတယ်ဒိုင်လူကြီးတွေဟာကောင်လေးရဲ့တိခတ်မှုကအရန်လှပပြီးတာယာညစ်ညောင်းနေတာကိုတွေ့လိုက်ရပါတယ်တိခတ်ပြီးသွားတဲ့အခါအားလုံးကလက်ခုပ်တီးပြီးဂုဏ်ပြုကြတယ်လို့ဂီတပါရမီရှင်လေးတယောက်ပေါ်ထွက်လာပြီးလို့မှတ်ချက်ပေးကြပါတယ်ညီမလေးကအခန်းထဲအပြေးပြန်ဝင်လာပြီးအကိုကိုချီးကျူးပါတယ်ဒိုင်လူကြီးတွေရဲ့တညီတညွတ်ထဲဆုံးဖြတ်ချက်နဲ့အကိုဖြစ်သူစာမေးပွဲအောင်မြင်သွားပါတယ်ဒီအချိန်မှာဟိုလူယုံမာကတော့တထေးကြီးရဲ့ရိုက်နှက်မှုကိုခံနေရပါပြီတထေးကြီးကငါ့ကိုဘာလို့လိန်ရတာလဲဆိုပြီးဒေါသတကြီးအော်ဟစ်နေပါတယ်ကောင်လေးရဲ့ဖခင်ကလည်းဒီလူယုံမာသူ့သားကိုလှုပ်ကြံခဲ့တဲ့တက်သေးတွေအကုန်စုဆောင်းထားပြီးဖြစ်လို့ရှေ့နေနဲ့တရားစွဲမယ်လို့ပြောလိုက်ပါတယ်ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့တထေးကြီးလည်းလွတ်မှာမဟုတ်ပါဘူးမထွက်သွားခင်ညီမလေးကသူတို့ကိုမျက်နှာပြောင်ပြပြီးလှောင်လိုက်ပါသေးတယ်ကောင်လေးကတော့သူစာမွေးပွဲအောင်မယ်လို့ထင်မထားခဲ့ပါဘူးသူ့ကိုအချိန်ပြည့်ကူညီပေးခဲ့တဲ့ညီမလေးကိုအရန်ကျေးဇူးတင်နေပါတယ်နောက်ပိုင်းမှာတော့ကောင်လေးရဲ့အော်ဒဇင်ယောဂကြီးလုံးဝပျောက်ကင်းသွားခဲ့ပါတယ်မိဘတွေလည်းအရန်ပျော်ရွှင်ကြပါတယ်နောက်တစ်နေ့မှာကျောင်းပြန်တက်ကြတဲ့အခါအမျိုးသားတစ်ယောက်ကသူတို့ကိုကျောင်းထဲကမောင်းထုတ်ဖို့ကြိုးစားပါတယ်ကောင်လေးပုံစံကဂီတနဲ့မတန်ဘူးလို့ထင်နေတယ်လို့ညီမလေးကိုလည်းအယူမလေးဆိုပြီးစော်ကားပါတယ်ဒါကိုကြားတော့ကောင်လေးကငါညီမကိုဘာလို့ဆဲတာလဲဆိုပြီးပြန်ပြောပါတယ်ညီမလေးကပြဿနာမတက်အောင်အကိုပါဇက်ကိုလှမ်းပိတ်ထားလိုက်ရပါတယ်အတန်းပိုင်ဆရာရောက်လာမှဒီကောင်လေးကကျောင်းသားတစ်ဖြစ်ကြောင်းဟိုလူသိလိုက်ရပါတယ်ဒါပေမဲ့ကောင်လေးရဲ့အရေးချင်းကိုအတိမတ်မပြုသေးပါဘူးပြီးတော့ညီမလေးနဲ့ပါစကားများရန်ဖြစ်ပြန်ပါတယ်ကောင်လေးကသူ့ညီမကိုစော်ကားတဲ့ဒီလူကိုကြောင်းထုတ်ပေးဖို့နဲ့ညီမလေးကိုချက်ချင်းတောင်းပန်ဖို့ဆရာကိုတောင်းဆိုပါတယ်ဟိုလူကမတောင်းပန်နိုင်ကြောင်းဒါဆိုစန္ဒရပြန်တီးကြမယ်ရှုံးတဲ့သူကြောင်းထွက်ရမယ်လို့စင်ခေါ်လိုက်ပါတယ်ပြီးတာနဲ့စန္ဒရစတီးလိုက်ရတာရတဲ့အတန်ကြောင့်လူတိုင်းရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်တီးပြီးတာနဲ့ကောင်လေးကိုအခုချိန်လက်ရော့လိုက်ရင်မနောက်ကျသေးဘူးလို့ပြောပါတယ်ဒါပေမဲ့ကောင်လေးကတွေးဝေခြင်းမရှိဘဲစင်ပေါ်တက်ပြီးတီးခတ်ပါတော့တယ်ညီမလေးကတော့အကိုအတွက်စိတ်ပူနေရှာပါတယ်ကောင်လေးရဲ့တီးကြပြတ်သားတဲ့တီးခတ်တန်တွေကအားလုံးကိုမြင်သက်သွားစေခဲ့ပါတယ်ဆရာတော်အံ့ဩသွားပါတယ်တီးခတ်ပြီးတာနဲ့အားလုံးကဝမ်းသာအားရလက်ခုပ်တီးကြပါတယ်ဒါပေမဲ့ဟိုလူကသူရှုံးတာကိုလက်မခံပဲဆရာကိုအဆုံးဖြတ်ပေးခိုင်းပါတယ်ဆရာကတရေကြတယ်လို့ဆုံးဖြတ်ပေးလိုက်ပါတယ်ဟိုလူကမကျေနပ်သေးပဲအယူမလေးနဲ့တူတူမနေနဲ့ဆိုပြီးကောင်လေးကိုထပ်နေပါတယ်ကောင်လေးကညီမလေးကိုတောင်းပန်ဖို့ဒေါသတကြီးပြောပေမဲ့ညီမလေးကထားလိုက်ပါတော့ဆိုပြီးနှစ်သိမ့်လိုက်ပါတယ်ဒီမျိုးသားနဲ့ကောင်လေးတို့ကြားဘာဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ကျွန်တော်အကောင့်ကိုဆက်လက်စောင့်ကြည့်ပေးကြပါခင်ဗျာ
ကောင်လေးနဲ့အမျိုးသားကဆန်ရပြိုင်ပွဲမှာတရေကျသွားပေမဲ့အမျိုးသားကရှုံးနေတယ်လို့သူ့စိတ်ထဲမှာလက်မခံနိုင်သေးပါဘူးဒါကြောင့်ကောင်လေးကနောက်ထပ်တစ်ချိန်ထပ်ပြီးရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ပြန်ရမယ့်တစ်ချိန်ကတော့ပြားပြီးတုန်းကဖြစ်ပြီးစီကန်းချက်ကတော့ဘသူပုံမြင်မြန်တီးနိုင်လဲဆိုတာနဲ့အနိုင်ရှုံးဆုံးဖြတ်မှာဖြစ်ပါတယ်အမျိုးသားကဒီတစ်ချင်းကိုအလွန်ကျွမ်းကျင်ပြီးသားမှုပြုံးပြီးသဘောတူလိုက်ပါတယ်အမျိုးသားကမက်ထရိုနှုံးဆက်ကိုထုတ်ပြီးဆန်ရပေါ်တင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူကပြင်းပြင်းထန်ထန်စတင်တီးခတ်ပါတော့တယ်သူ့ရဲ့အမြန်နှုံးကထင်မှတ်ထားတာထက်မြန်ဆန်လွန်းလို့အားလုံးအံ့ဩသွားကြပါတယ်နောက်ဆုံးမှာသူကတစ်ချင်းကိုပြီးဆုံးအောင်တီးခတ်လိုက်နိုင်ပါတယ်ဆရာကလည်းသူ့ရဲ့တီးခတ်မှုပြည့်စုံလွန်းလို့ချီးကျူးတယ်လို့ညီမလေးကလည်းဒီလူတော်တော်ကောင်းတယ်လို့ထင်မိပါတယ်ဒါပေမဲ့ကောင်လေးကတော့ယုံကြည်မှုရှိရှိနဲ့ညီမလေးကိုသူ့ကိုယုံကြည်ဖို့ပြောလိုက်ပါတယ်အမျိုးသားကကောင်လေးကိုအခုပဲအရှုံးပေးပြီးတောင်းပန်လိုက်တော့လို့လောင်ပြောင်ပြောဆိုပါတယ်ဒါပေမဲ့ကောင်လေးကရှုံးတဲ့လူကတောင်းပန်ပြီးကိုယ့်သဘောနဲ့ကိုယ်ကြောင်းထွက်ရမှာလို့ပြန်ပြောပါတယ်အမျိုးသားကကောင်လေးရဲ့အရေးချင်းကိုအမြဲအထင်သေးခဲ့သူပါကောင်လေးကယုံကြည်မှုရှိရှိနဲ့စင်ပေါ်တက်သွားပြီးမက်ထရိုနှုံးကိုဖွင့်လိုက်ပါတယ်သူ့ရဲ့ဆန်ရတန်ကိုကြားလိုက်ရတဲ့အခါအမျိုးသားအကြီးကျယ်အံ့အားသင့်သွားပါတယ်မထင်မှတ်ဖဲကောင်လေးရဲ့အမြန်နှုံးကပိုပြီးမြန်လာလို့ပါပဲဆရာကတောင်ဒီကောင်လေးဟာတကယ်ဆန်ရပါရမီရှင်တယောက်ပါလားဆိုပြီးတွေးမိလိုက်ပါတယ်တိခတ်မှုပြီးဆုံးတဲ့အခါအမျိုးသားဟာကျမ်းပြင်ပေါ်တိုက်ရိုက်တူးထောက်ကျသွားပါတယ်ဒီတစ်ခါတော့သူကောင်လေးကိုလုံးဝရှုံးနေသွားပါပြီသူ့ကိုယ်သူပါရမီရှင်ထင်ခဲ့ပေမဲ့အခုမှတကယ်ပါရမီရှင်အစ်စ်အမှန်ကိုတွေးလိုက်ရတာပါနောက်ဆုံးမှာသူကခါးကိုကိုင်းပြီးညီမလေးကိုစိတ်ရင်းမှန်နဲ့တောင်းပန်ပါတယ်ညီမလေးကပြုံးပြီးခွင့်လွှတ်လိုက်ပါတယ်ကောင်လေးကလည်းသူ့ကိုကြောင်းထွက်เสียရမလိုပါဘူးလို့ပြောလိုက်ပါတယ်ဆရာကအမျိုးသားရဲ့ပြိုင်ဆိုင်လို့စိတ်များလွန်းတာကိုအပြစ်တင်ပြီးညီမလေးရဲ့ကျင်နာတတ်တဲ့စိတ်ထားကိုချီးကျူးပါတယ်အမျိုးသားကရှက်ပြီးအခန်းထဲကနေအမြန်ပြေးထွက်သွားပါတယ်နောက်ပိုင်းမှာဆရာကကောင်လေးကိုဆန်ရပြိုင်ပွဲကြီးတစ်ခုမှာဝင်ပြိုင်ဖို့ဖိတ်ခေါ်ပါတယ်ပြိုင်ပွဲသမိုင်းကြောင်းကိုရှင်းပြပြီးကမ္ဘာအကျော်ကြားဆုံးဆန်ရပညာရှင်တွေနဲ့ရှင်ပြိုင်ရမှာဖြစ်ကြောင်းပြောပြပါတယ်ကောင်လေးကချက်ချင်းပဲဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ပြန်ရောက်ပြီးမိဘတွေကိုပြောပြရအမေကပြိုင်ဘက်တွေကသားကိုတမင်ပြစ်မှတ်ထားတိုက်ခိုက်မှာကိုစိုးရိမ်နေပါတယ်ဒါပေမဲ့သားကညီမလေးရှိရင်ဘာမှမကြောက်ဘူးလို့ပြောပါတယ်တလအကြာမှာဆန်ရပြိုင်ပွဲတရားဝင်စတင်ပါပြီးညီမလေးကအကိုဘေးနားမှာအချိန်တိုင်းရှိနေပေးမယ်လို့ပြောပါတယ်ကောင်လေးကပထမဆုံးစင်ပေါ်တက်ပြီးတီးခတ်ရပြီးဆုံးတဲ့အခါပရိသတ်တွေရဲ့လက်ခုပ်တံတွေညံသွားပြီးဘိုးလူပွဲကိုတိုက်ရိုက်တက်လန့်သွားနိုင်ခဲ့ပါတယ်ညီမလေးကလည်းအကိုရဲ့စွမ်းဆောင်ရည်အတွက်အယံပျော်ရွှင်နေပါတယ်ဆရာကဘိုးလူပွဲမှာရှင်ပြိုင်ရမယ့်နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကိုမိတ်ဆက်ပေးပါတယ်သူတို့ရဲ့ပြိုင်ပွဲစည်းမျဉ်းကတော့ကိုကြိုက်ရတချင်းတစ်ပုတ်စီရွေးချယ်တီးခတ်ရမှာဖြစ်ပြီးဒိုင်လူကြီးတွေကအနိုင်ရှုံးဆုံးဖြတ်မှာဖြစ်ပါတယ်